အကယ်ဒမီရလို့မာနာကြည့်ပြီးအောင်စပူကိုမတန်တလို့ဆက်ဆက်နာလာဆိုတဲ့ပေါ်ပြန်ဖြေရှင်းလာတဲ့ရတနာဘူးပရိသတ်ကြီးရင်လူရင်းရဲ့ပြောဆိုညင်းခုန်တန်တွေကယခုလိုမျိုးသူတစ်ပါးအောင်မြင်နေတာကိုဘာလို့ထိုးနှက်ချင်ကြရလဲမသိဘူးနော်ကဲဆက်သူရုပ်ရှင်ရိုက်ကွယ်မှာရတနာဘူးကအောင်စပူကိုမတူတလို့မတန်တလို့ဆက်ဆက်နေဆိုပြီးတည်င်းတွေထွန်လာလို့ရတနာဘူးကယခုလိုပြန်လည်ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်သူမကဘသူ့ပေါ်မှာဘာလို့ဆိုပြီးမဆက်ဆက်မအောင်မာနာလည်းမကြီးပါဘူးအနေပြီးပြုံးရင်နေရမို့မာနာကြီးတယ်လို့ထင်ရတာပါဆိုပြီးပြောပြလာခဲ့တာဖြစ်ပါတယ်ရတနာပူနဲ့အောင်စပူဟာကန်ဆက်သူရုပ်ရှင်ဇာတ်ကားကြီးကိုအောင်မြင်စွာရိုက်ကူးခဲ့ပြီးရိုက်ကွင်းမှလည်းပေါ်ပေါ်ယူနေအားလုံးအေးစိပါပဲနော်အခုလဲဇာတ်ကားကြီးရိုက်ကူးမှုပြီးဆုံးသွားပြီဖြစ်လို့ဖန်နီလဲပျော်ကြည့်ပျော်နေကြကမကြခင်မှလည်းအောင်စပူရဲ့ဇာတ်ကားအသေးကြီးပထမဆုံးယုံကြည်ကားကြီးကပြသတော့မှမို့အားရင်နေရှိနေကြတာဖြစ်ပါတယ်နော်ယခုလိုမျိုးတယောက်နဲ့တယောက်အမုန်းပွားတဲ့စကားတွေကိုပြောပြီးဝေဖန်ထွန်းနေနေတာဟာမင်းသားနဲ့မင်းသမီးပေါ်မှာမကောင်းပါဘူးနော်ဒီတော့ပရိသတ်ကြီးရဲ့အကယ်ဒမီမင်းသမီးကျော်လေးရတနာဘူးကတော့မန္တလေးသူပြပြဖုံယူပါတယ်နော်ပေါင်းလူပိန်စာစကားတွေနဲ့မထိုးနဲ့ကြပါနဲ့ရှင်မှတ်ချက်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်